Hello ညီမတော့1 2ရေးမရှိပါရှိဒီတစ်ခေါက်ကတော့ရွှေတောင်ကြားတန်လွင်လမ်းမကြီးပေါ်ကလုံးချင်းလေးနဲ့မိတ်ဆက်ပေးချင်လို့ပါသူကတော့90 130ရှိရပေါ့နော်နှစ်ထပ်တိုက်ဒါဖျားခဲမို့နော်အိတ်ခံတော့အရန်များတယ်10ခန်းလောက်ပါတယ်ပေါ့နော်မိသားစုများတဲ့သူတွေပေါ့နော်တတူတစည်းတဲ့နေရှင်တဲ့သူတွေအတွက်အဆင်ပြေပါတယ်အပေါ်ထပ်မှာမစ္စတာအိတ်ခန်း3ခန်းပါပြီးတော့အောက်ထပ်မှာ2ခန်းပါတယ်ပေါ့နော်အခန်းတိုင်းရေချိုးခန်း dry လည်းပါတယ်အဝတ်ပီရိုတွေလည်းထည့်ပြီးသားပေါ့နော်အရန်ကိုလာညဘက်မှာရောက်သွားဆိုရေချိုးခန်း dry လည်းတည်ဆိုလဲအကျယ်ကြီးပဲပတ်သက်တီလည်းထည့်ထားတယ်လိုအပ်တာလေးထည့်ပြီးတော့အတင်းတက်နေုံပဲပေါ့နော်အရန်ကြိုက်တဲ့နေရာတစ်ခုရှိရဲ့အဲ့ဒါပဲအပြင်ဘက်လမ်းမကြီးကိုလည်းလမ်းမြင်ရပြီးတော့ညနေပဲဆိုဒီမှာထွက်ထိုင်လို့လည်းရတယ်အရန်ကြပြဆန်နေလို့ခံစားရတယ်ပေါ့နော်ဒီနေရာလေးကိုရန်သဘောကျပဲပြီးတော့သူအိမ်ကိုဧည့်သည်လာမယ်ဆိုတော့အပြင်ကနေလမ်းမြင်နေရပေါ့နော်ဒါကတော့အောက်ထက်ကကချင်းပေါ့နော်ဒီမှာသမင်းစားစပွဲအပေါ်ကခဏ dry kitchen ဒီမှာကြတော့ဒါလည်းမီးဖို့ခမ်းမယ်ပေါ့နော်ပြီးတော့ तू က store ခမ်းလည်းပါတယ်ရန်နန်းဆန်နေလို့ခံစားရတယ်ပေါ့နော်ဒါကတော့အောက်ထက်က master bedroom သူ့ရဲ့အားသာချက်ကလေရေချိုးခမ်း toilet တွေအရန်ကျယ်တယ်ချောင်ချောင်ချိပဲပေါ့နော်အဲ့လိုအသက်ရှူချောင်ချောင်ပဲအဲ့လိုမျိုးလေးပေါ့နော်ဒါကြတော့လေ master ခမ်းမယ်သူ့ရဲ့အိမ်ပုံစံလေးကလည်းအိမ်3လုံးရှိတဲ့ပုံစံလို့ခံစားရတယ်ဒါပထမ main ဆိုလို့ရှိရင်ဘယ်ဘက်နဲ့ညာဘက်ချမ်းမှာလဲဒီလိုမျိုးပေါ့နော်အောက်ထပ်ကို ground ကိုဆင်းရတဲ့အိမ်ပါတယ်လို့ပြောရမယ်ပေါ့နော်တစ်ဖက်တစ်ချက်စီမှာနန်းဆန်ဆန်လေးဒီလိုမျိုးပါတယ်ဒါကတော့ညာဘက်ချမ်းပေါ့နော်ညာဘက်ချမ်းမှာကအိတ်ခမ်းမစတာခမ်း2ခမ်းနဲ့စင်ငယ်တစ်ခမ်းပါတယ်မီးဖို့ချောင်လည်းပါတယ်ဟိုလေဆွေမျိုးတွေနဲ့ဟိုတယောက်ဟိုတီးတန့်စီနေခြင်းတဲ့သူတွေအတွက်ဟိုအိမ်3လုံးစာတနေရာထဲမှာစုစည်းထားတဲ့ပုံစံမျိုးပေါ့နော်ဒီအိမ်လေးကတော့တိန်းကြီး3သိန်းနဲ့မှ6000ခေါ်ထားပါတယ်မစ္စတာ6ခန်းစုပေါင်းရှိပြီးတော့စင်ငယ်တစ်ခန်းရှိတယ်လို့ပြောရမယ်ပေါ့နော်ဒါကတော့ဘဲဘဲချဲရဲ့ဒီပုံစံလေးတော့အောက်ကိုတီးတက်ပြန်ဆင်းသွားတာပေါ့နော်အိမ်3အိမ်ပုံစံမျိုးဖြစ်နေရဲ့